ရာသီကောင်အထိခန့်အပ်မဲ့ကာလတော်နီးပြားရာတို့အတဲ့ကာရစ်နဲ့မန်ယူနိုက်တက်အသင်းတွေ့ဆုံခဲ့ပြီးယနေ့မှာဆိုရှာနဲ့ထပ်မံတွေ့ဆုံဖွယ်ရှိမန်ယူနိုက်တက်အသင်းဟာရာသီကောင်အထိခန့်အပ်မဲ့ကာလတော်နီးပြားရာတို့အတွက်အသင်းကစားသမားဟောင်းမိုက်ကယ်ကာရစ်နဲ့တွေ့ဆုံခဲ့ပြီးယနေ့မှာအသင်းကစားသမားနဲ့နီးပြဟောင်းဖြစ်တဲ့ဆိုရှာနဲ့ထပ်မံတွေ့ဆုံဖွယ်ရှိနေပါပြီမန်ယူနိုက်တက်အသင်း CEO အိုမာဘယ်ရာဒါနဲ့ဘောလုံးဒါရိုက်တာဂျေဆင်ဝဲကော့တို့ကကာရစ်နဲ့တွေ့ဆုံခဲ့တာဖြစ်တယ်။ကာရစ်ဟာ2021ခုနှစ်ကမန်ယူနိုက်တက်ယာယီနီးပြအထိတာဝန်ယူခဲ့ပူးပြီး League Championship Club Middlesbrough အသင်းကို3ရာသီကင်တွယ်ခဲ့ကပြီးခဲ့တဲ့နှစ်ဇွန်လမှာယာဒူးကထုတ်ပယ်ခံခဲ့ရပါတယ်။ဆိုရှာကတော့2018ခုနှစ်ဒီဇင်ဘာလကနေ2021ခုနှစ်နိုဝင်ဘာလအထိယာယီနီးပြအမြဲတမ်းနီးပြအဖြစ်နဲ့ကင်တွယ်ခဲ့ပါတယ်။မိုဒီကာဒစ်အသင်းတွေကိုတာဝန်ယူခဲ့ပူးတဲ့ဆိုရှာဟာမန်ယူနိုက်တက်အသင်းကထွက်ခွာပြီးနောက်တူရကီကလပ်ဘစစ်တပ်ထမ်းရောက်ခဲ့ပြီးမြင်မအောင်မြင်ခဲ့ပါဘူး။မန်ယူနိုက်တက်အသင်းဟာယာတီကွန်အထိတာဝန်ပေးမဲ့ယာယီနီးပြတ်ကိုလာမယ့်အပတ်မန်ချက်စတာဒါဘီမတိုင်ခင်ခန့်အပ်လို့နေပါတယ်။